ဗုဒ္ဓဟူးသားတွေရဲ့စိတ်ထားတင်ဟာဗုဒ္ဓဟူးနေ့မှာမွေးဖွားခဲ့တဲ့သူလားဒါမှမဟုတ်တဲ့နဲ့နီးစပ်သူကြည့်ရောက်ဗုဒ္ဓဟူးသားလားဆိုရင်တော့နားဟောင်ကြည့်လိုက်ပါဦးအပိုက်တဲ့စိတ်ထားအထက်ကကြတဲ့အချက်ဗုဒ္ဓဟူးသားတွေရဲ့စိတ်ထားရဲ့အထူးချွန်ဆုံးအချက်ကသူတို့ဟာအလုံးကိုပဲဖိညာထက်မြက်ပြီးစူးစမ်းလို့စိတ်ပြင်းပြတတ်တယ်ဘယ်အကြောင်းအရာကိုမဆိုတေးကြနက်နက်နဲစဉ်းစားတတ်တဲ့သူတွေပါတခြားသူတွေမြင်မြင်ချင်းလက်လျှော့လိုက်မဲ့အရာကိုတောင်သူတို့ကတမျိုးတွေးတတ်တယ်။ဒါပေမဲ့ဒီအတွေးလိုနဲ့သဘောကတခါတရံသူတို့ကိုပူပန်စိတ်များလာစေတတ်တယ်နော်။အပိုင်နှစ်လူမှုဆက်ဆံရေးနဲ့စကားပြောဟန်ဗုဒ္ဓဟူးသားတွေဟာပြောတတ်ဆိုတတ်ပြီးဖျားယောင်းသွေးဆောင်တတ်တဲ့သူတွေလို့လည်းပြောကြတယ်။သူတို့ရဲ့လျှာထိတ်ဖျားမှာပြားရည်တွေစီးကြနေတယ်လို့ပဲစကားဆိုတာသိကောင်းတယ်။ဒါကြောင့်မိတ်ဆွေပေါ်များပြီးလူတိုင်းနီးပါးသူတို့အဖို့သဘောကျကြရဲ့။ဒါပေမဲ့သူတို့ရဲ့အားနည်းချက်ကစိတ်အခြေအနေမြန်ပြောင်းတတ်တယ်။တစ်ချိန်မှာရဲစရာတွေပြောနေရင်နောက်တစ်ချိန်တိတ်ဆိတ်ပြီးတွေးနေတတ်တယ်။ဒါကဗုဒ္ဓဟူးသားတွေရဲ့သဘာဝပါ။အပိုက်သုံးစာနာတတ်မှုနဲ့အထိမခံနိုင်စိတ်နောက်ပြီးသူတို့ရဲ့နှလုံးသားကအင်မတန်ကိုဂရုဏာထားတတ်တယ်။သူတစ်ပါးဒုက္ခရောက်နေလားမြင်ရင်ကိုယ်တိုင်ဒုက္ခရောက်တယ်လို့ခံစားရတတ်တယ်။ဒါပေမဲ့သူတစ်ပါးရဲ့စကားတခွန်းသဘောထားတစ်ခုကိုသိပ်အလေးထားတတ်လို့စိတ်သိမ်ငယ်လွယ်တယ်။အပြစ်ပြောခံရရင်ညအိတ်မပြော